ညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Manchester United နဲ့ Nottingham Forest တို့ရဲ့ Premier League ပွဲစဉ်ရှိပါတယ်ကျွန်တော်တို့အသင်းအနေနဲ့ဒီယာဒီမှာအဆင့်3နဲ့ယာဒီပိတ်သိမ်းမယ်ဆိုတာကတေချာသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်ကရှုပ်နိုင်ကျွန်တော်တို့အသင်းအတွက်ဘာမှတော့အရေးမကြီးတော့ဘူးဒါပေမဲ့ကျွန်တော်တို့အရန်ချစ်ပါတယ်ဆိုတဲ့ကစားသမားတွေထဲက Casemiro အနေနဲ့သူ့ရဲ့ Manchester United ကစားသမားဘဝအိမ်ကွင်းနောက်ဆုံးပွဲစဉ်ကိုဒီနေ့ပွဲမှာရှင်ပြိုင်ကစားတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ Casemiro ကိုဒီနေ့ပွဲစဉ်မှာစိတ်မကောင်းခြင်းများစွာဝမ်းနည်းခြင်းများစွာနဲ့နှုတ်ဆက်ရဖို့ရှိပါတယ် Casemiro အနေနဲ့သူရောက်လာတဲ့ယာတီကနေစပြီးတော့အခုအချိန်ထိမှာကာလာဘောင်းကတ်နဲ့ FA ကတ်ကိုရယူပေးနိုင်တဲ့အပြင်ကိုမှချန်ပီယံလိဝင်ခွင့်ကိုလည်းပြန်လည်ရယူပေးနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ Casemiro အနေနဲ့သူ့ရဲ့ Manchester United ကစားသမားဘဝကိုအောင်မြင်မှုတွေနဲ့အနိုင်ပိုင်းနိုင်ခဲ့တယ်လို့ကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုရိုက်တဲ့ချိန်မှာဒီလိုမျိုးစာသားကိုကျွန်တော်ပြောတဲ့ချိန်မှာကျွန်တော်ဝမ်းနည်းမှုတွေနဲ့မျက်ရည်ကျခဲ့ရတယ်ဒါပေမဲ့ကိုကလည်းဗီဒီယိုရရမယ်ဆိုတော့ဘယ်လိုလုပ်မလဲပေါ့နော်ကိုရဲ့ကစားသမားကိုလည်းဒါအပျော်ရွှင်နေနဲ့ပဲကျွန်တော်တို့ဒါနှုတ်ဆက်ချင်ပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့ Manchester United ရဲ့ form အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ကစားသမားတွေနဲ့ပဲဒါပွဲထွက်လာစေချင်တယ်အဲ့ဒီအပြင်ကိုမှ Cassie ကိုလည်းကျွန်တော်အနေနဲ့ဂိုးရရှိစေချင်တယ်အဲ့ဒီဂိုးကိုလည်း Bruno Fernandes အနေနဲ့ဖန်တီးပေးစေချင်ပါတယ်ညီကိုတို့လည်းကျွန်တော်ရဲ့စိတ်နဲ့ထပ်တူကြမယ်လို့ကျွန်တော်ယူဆပါတယ်အဲ့ဒီအပြင်ကိုမှ Casemiro ကိုကျွန်တော်တို့ပရိသတ်တွေအနေနဲ့ပေါ့နော်ဒီပွဲမှာကပတိန်လက်ပတ်ရဖို့တောင်းဆိုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာ Casemiro အနေနဲ့ကပတိန်လက်ပတ်နဲ့ကစားမလားဆိုတာကိုလည်းကျွန်တော်တို့ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်က Manchester United ရဲ့ဒီယာဒီနောက်ဆုံးအိမ်ကွင်းပွဲစဉ်လည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ရရှိသွားမလားအရှုံးဖြစ်သွားမလားဂိုးဘယ်လောက်ရသွားမလဲဆိုတာကိုကျွန်တော်မခန့်မှန်းပေးတော့ဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ပြောနိုင်တာကကြတော့နိုင်ဝိုင်းရင်လည်းဂိုးမများနဲ့နိုင်ချင်တယ်လို့ရှုံးရင်လည်းဂိုးမများနဲ့ပဲရှုံးချင်တယ်တရေကြရင်လည်းဂိုးမများနဲ့ပဲတရေကြစေချင်ပါတယ်အဲ့ဒီအပြင်ကိုမှကျွန်တော်တို့ရဲ့ကစားသမားတွေဖြစ်တဲ့ Bruno Fernandes နဲ့ Casemiro ကိုလည်းအဓိကအနေနဲ့ဂိုးတွေဖန်တီးပေးနိုင်အောင်ဒါဂိုးတွေရရှိနိုင်အောင်ကျွန်တော်အားပေးသွားမှာဖြစ်ပါတယ်အဲ့ဒီအပြင်ကိုမှကျွန်တော်တို့ရဲ့ရှေ့တန်းတိုက်စစ်မှုတွေရဲ့ဂိုးတွေကိုလည်းအများကြီးသွင်းနိုင်အောင်ကျွန်တော်ဒီနေ့ညမှာအားပေးသွားမှာဖြစ်ပါတယ်အဲ့ဒီအပြင်ကိုမှညီကိုတို့အနေနဲ့ဘောလုံးပွဲတွေကိုကြည့်ပြီးတော့အားပေးချင်တယ်ဆိုရင်လည်းကျွန်တော်ဗီဒီယိုလေးကိုတင်ထားပေးပါတယ်ညီကိုတို့အဆင်ပြေမယ်လို့ကျွန်တော်ယူဆပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်